နောက်နေ့မှာတော့ကြည်ရှမ်းကမ်းမကိုအထူးလေ့ကျင့်ရေးဌာနချုပ်ကလွှတ်လိုက်တဲ့လူတစ်ယောက်ရောက်လာခဲ့တယ်။ထိုလူဟာစစ်နက်ဖျားရန်ဆိုသူဖြစ်ပြီးတော့လော်ဖုံးဟာအထူးလေ့ကျင့်ရေးမှာပါဝင်ဖို့အရေးချင်းမိရဲ့လားဆိုတာကိုလာရောက်စစ်ဆေးတာဖြစ်တယ်။အဲ့အချိန်မှာတော့လော်ဖုံးဟာသူ့ရဲ့မိသူအတင်းသားတွေနဲ့ဝိုင်းဖွဲ့ကစကားပြောနေခဲ့တယ်။လော်ဖုံးရဲ့ခွန်အားဟာ28တန်ရှိကြောင်းသိလိုက်ရတဲ့အတွက်အချိန်ခဏအတွင်းအလင်းအမြန်တိုးတက်လာတဲ့လော်ဖုံးကိုကြည့်ကအံ့ဩနေခဲ့ကြတယ်။ဒီအရေးချင်းမျိုးဟာအထူးလေ့ကျင့်ရေးနဲ့တာတင်းတော်ကြောင့်ခေါင်းဆောင်ကပြောလိုက်တဲ့အတွက်အားလုံးကလည်းထောက်ခံနေကြတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလော်ဖုံးကအထူးလေ့ကျင့်ရေးကိုတွားလိုက်ရင်မိတူအဖွဲ့ဟာအင်အားအရန်နေသွားမှာဖြစ်တဲ့အတွက်အဲ့ဒီအတွက်လည်းစိတ်ပူနေခဲ့ကြတယ်။ဒါပေမဲ့လော်ဖုံးရဲ့အရေးချင်းနဲ့ဆိုအလားအလာအများကြီးရှိသေးတဲ့အတွက်လော်ဖုံးကိုဖိအားမပေးဘဲအထူးလေ့ကျင့်ရေးကိုတွားဖို့ကိုသာဝိုင်းဝန်းကတိုက်တွန်းလိုက်ကြတယ်။ဒီလိုစကားပြောနေတဲ့အချိန်မှာပဲသူတို့အားလုံးစီကိုစစ်တီတော်ကယ်ဆယ်ရေးအချက်ပြမှုတစ်ခုရောက်လာခဲ့တယ်။မြို့ပြတ်ထဲမှာတိုက်ရဲတိုက်ခိုက်တာခံရပြီးဒဏ်ရာရနေတဲ့စစ်တီတော်တွေဟာသူတို့ကိုကယ်ဆယ်ရေးလုပ်ပေးဖို့အချက်ပြတဲ့အတွက်လော်ဖုံးတို့ဖွဲ့လဲလက်နက်ကိုစီယူပြီးချက်ချင်းပဲထွက်လာခဲ့ကြတယ်။တစ်ဖက်မှာလည်းကြည်ရှမ်းကမ်းမကိုရောက်နေတဲ့စစ်နက်ဖျားရန်ဟာလော်ဖုံးရဲ့ကိုရေးချက်လက်တွေကိုစစ်ဆေးနေခဲ့တယ်။လော်ဖုံးရဲ့လက်သီးဟာ28တန်ရှိပြီးမိုးကြိုးသားရဲ့တတိယအဆင့်ကိုနားလည်ထားကြောင်းသိလိုက်ရတဲ့အတွက်လော်ဖုံးဟာအထူးလေ့ကျင့်ရေးနဲ့မဟုတ်ပဲအထူးလေ့ကျင့်ရေးရဲ့အမြင့်ဆုံးအဆင့်နဲ့ထိုက်တန်ကြောင်းပြောဆိုနေခဲ့တယ်။လော်ဖုံးခုရှိနေတဲ့ဒီနေရာကိုရှာခိုင်းလိုက်ပြီးအခုချက်ချင်းသူကိုယ်တိုင်သွားခေါ်မယ်ဆိုကလေရင်တစည်းစီစဉ်ခိုင်းလိုက်ပြီးချက်ချင်းထွက်ခွာလာခဲ့တယ်။လော်ဖုံးတို့အဖွဲ့လည်းကယ်ဆယ်ရေးလုပ်ဖို့မြို့ပြတ်ကိုအလင်းအမြန်ရောက်လာခဲ့တယ်။ကယ်ဆယ်ရမယ့်စစ်တီတော်တွေစီကိုအပြေးလွှားပြေးလာခဲ့ကြပေမဲ့လော်ဖုံးရဲ့အရှိန်ကိုတခြားဘသူမှမိအောင်မလိုက်နိုင်ခဲ့ဘူး။ဒဏ်ရာရနေတဲ့စစ်တီတော်တယောက်ကိုတားရဲတကောင်ကခွန်အုပ်ဖို့လုပ်နေတဲ့အချိန်မှာပဲလော်ဖုံးရောက်လာပြီးမိုးကြိုးသားနဲ့ခုတ်ပိုင်းရှင်းပစ်လိုက်တယ်။မိတူအတင်းသားတွေလည်းဘေးပတ်ပတ်လဲကတားရဲတွေကိုကူညီကတိုက်ခိုက်လိုက်ကြတယ်။တာမန်သားရဲတွေကိုအလွယ်တကူရှင်းပစ်နိုင်ပေမဲ့အစင်းနှိမ်သားရဲတွေရဲ့နောက်မှာနေမြေတခင်အစင်းမဟူရာဝဝန်သားရဲတကောင်ပေါ်လာတဲ့အတွက်အားလုံးတုန်လှုပ်သွားကြတယ်။ရုတ်တရက်ပေါ်လာတဲ့မဟူရာဝဝန်ကတိုက်ခိုက်လာတဲ့အတွက်လော်ဖုံးလည်းအလင်းအမြန်ပဲရှောင်လိုက်ရတယ်။မိုးကြိုးသားသုံးကဝဝန်ကိုတံပြန်တိုက်ခိုက်လိုက်ပြီးမဟူရာဝဝန်နဲ့မျက်နှာချင်းဆိုင်တိုက်ခိုက်နေခဲ့တယ်။ဒါကိုကြည့်နေတဲ့အဖွဲ့သားတွေနဲ့တခြားစစ်တီတော်တွေလည်းစစ်တီတော်ဖြစ်တာမကြသေးပဲနဲ့နေမြေတခင်အစင်သားရဲကိုပြန်လည်တိုက်ခိုက်နိုင်တဲ့လော်ဖုံးကိုအံ့အားသင့်နေကြတယ်။လော်ဖုံးလည်းမိုးကြိုးသားရဲ့တတိယအဆင့်ကိုတုံးပြီးတိုက်ခိုက်လိုက်တဲ့အတွက်မဟူရာဝဝန်လည်းနောက်ကိုပြန်လည်ကျသွားခဲ့တယ်။သူတို့အားလုံးမသိလိုက်တာကဒီအဖြစ်ပြက်အားလုံးကိုလေရင်ပေါ်ကနေအထူးလေ့ကျင့်ရေးရဲ့စစ်နက်ဖျားရန်ကစောင့်ကြည့်နေခဲ့တယ်။စစ်နက်ဖျားရန်လည်းလော်ဖုံးကိုအရန်သဘောကျနေခဲ့ပြီးအချိန်လည်းမရတဲ့အတွက်သူကိုယ်တိုင်အောက်ဆင်းပြီးလော်ဖုံးကိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။တားရဲတွေလည်းအရန်များလာတဲ့အတွက်လော်ဖုံးတို့အဖွဲ့လည်းအကြက်တဲဖြစ်နေခဲ့တယ်။အဲ့ချိန်မှာပဲစစ်နက်ဖျားရန်ဆင်းလာပြီးဓာတ်တစ်ချက်ထဲနဲ့တားရဲအားလုံးဒီပါးကိုရှင်းပစ်လိုက်တယ်။မဟူရာဝဝန်ကအနောက်ကနေတိုက်ခိုက်ဖို့လုပ်တဲ့အတွက်စစ်နက်ဖျားရန်လည်းဓာတ်ကိုဝေယံပြီးမဟူရာဝဝန်ကိုအပိုင်းပိုင်းခုတ်ပိုင်းလိုက်တယ်။ဒီမြင်ကွင်းကြောင့်တခြားသားရဲတွေလည်းအဝေးကိုပြေးထွက်သွားခဲ့ကြတယ်။ဒါကိုကြည့်နေတဲ့လော်ဖုံးတို့အဖွဲ့လည်းအံ့ဩနေခဲ့ကြပြီးအနားရောက်လာကကျေးဇူးတင်စကားပြောလိုက်ကြတယ်။စစ်နက်ဖျားရန်လည်းအထူးလေ့ကျင့်ရေးအတွက်လော်ဖုံးကိုလာခေါ်တာဖြစ်ကြောင်းရှင်းပြလိုက်ပြီးချက်ချင်းလိုက်ခဲ့ဖို့ပြောလိုက်တယ်။မိတူအဖွဲ့ရဲ့ခေါင်းဆောင်ကလည်းဒီကိစ္စဟာလော်ဖုံးရဲ့အနာဂတ်အတွက်ဖြစ်ကြောင်းပြောလိုက်ပြီးချက်ချင်းလိုက်သွားခိုင်းလိုက်တယ်။လော်ဖုံးလည်းလေရင်ပေါ်တက်လိုက်ပြီးအဝေးကိုမောင်းထွက်သွားခဲ့တယ်။ကြည်ရှမ်းကမ်းမကိုပြန်ရောက်တော့စစ်နက်ဖျားရန်ကလော်ဖုံးကိုအထူးလေ့ကျင့်ရေးအကြောင်းရှင်းပြလိုက်တယ်။အထူးလေ့ကျင့်ရေးဌာနချုပ်မှာလေ့ကျင့်ရေးကွင်းနှစ်ခုရှိပြီးပထမတစ်ခုကအခြားခံလေ့ကျင့်ရေးအတွက်ဖြစ်တယ်။ဒုတိယတစ်ခုကတော့အခြေစိုက်မျိုးတစ်ခုစီတိုင်းမှာတယောက်သာရွေးချယ်တာဖြစ်ပြီး9နှစ်မှတစ်ကြိမ်ကျင်းပတဲ့အထူးလေ့ကျင့်ရေးဖြစ်ကြောင်းရှင်းပြနေခဲ့တယ်။အထူးလေ့ကျင့်ရေးမှာအနိုင်ဆုံးနည်းပြအဆင့်ဟာစစ်နက်ဖျားအဆင့်ဖြစ်ပြီးအတန်မာဆုံးစစ်နက်ဖျားတွေဖြစ်တဲ့ဟုံနဲ့မိုးကြိုးနက်ဖျားတွေတောင်တင် जा ပို့ချပေးတယ်လို့ကြားလိုက်ရတဲ့အတွက်လော်ဖုံးလည်းအံ့အားသင့်သွားတယ်။အကောင်းဆုံးပစ္စည်းတွေအကောင်းဆုံးဆရာတွေနဲ့ကမ္ဘာနံပါတ်1လေ့ကျင့်ရေးကျောင်းရဲ့နာမည်ကတော့လက်ရွေးစင်လေ့ကျင့်ရေးကျောင်းပဲဖြစ်ပါတယ်။လက်ရွေးစင်လေ့ကျင့်ရေးကျောင်းကိုနောက်ထပ်တစ်မျိုးထပ်ခေါ်ပါသေးတယ်။အဲ့ဒါကတော့စစ်နက်ဖျားပြင်ဆင်ရေးစခန်းဖြစ်တယ်။လက်ရွေးစင်လေ့ကျင့်ရေးကျောင်းကိုဝင်ရောက်လာတဲ့လူအလုံးရဲ့90%ဟာစစ်နက်ဖျားတွေဖြစ်သွားကြတဲ့အတွက်ဒီလိုနာမည်မျိုးမိသားစုတွေကိုနှုတ်ဆက်ဖို့ပြောလိုက်တယ်။ကြည်ရှမ်းခမ်းမရဲ့တက်လီကားပေါ်မှာတခြားခမ်းမတစ်ခုရဲ့လက်ရွေးစင်ဖြစ်တဲ့ဟန်ရှာဆိုသူနဲ့တွေ့ခဲ့ပြီးအချင်းချင်းနှုတ်ဆက်ကမိတ်ဆက်လိုက်ကြတယ်။အိမ်ကိုပြန်လာခဲ့ပြီးရင်းနှီးတဲ့သူတွေကိုလိုက်လံနှုတ်ဆက်လိုက်တယ်။စစ်တီတော်ဖြစ်ခြင်းနဲ့အခင်းဆုံးတငယ်ချင်းရဲ့အိမ်မက်ကိုဖြစ်စည်းဖို့အတွက်လုံလောက်တဲ့ငွေပမာဏကိုထောက်ပံ့ခဲ့ပြီးချစ်ရတဲ့ယူရှင်နဲ့တွေ့ဖို့ထွက်လာခဲ့တယ်
ရွေရှင်းနဲ့တွေ့ပြီးမြို့ရဲ့အစွန်တနေရာမှာနေဝင်ခါနီးအလှကိုခံစားရင်းစကားပြောနေခဲ့ကြတယ်။ညဘက်ရောက်တော့ရွေရှင်းကိုလိုက်ပို့ပြီးအိမ်ကိုပြန်လာခဲ့လိုက်တယ်။အိမ်ပြန်လာတဲ့လမ်းမှာဝမ်မီသားစုကကျင်းတူဆိုသူရောက်လာပြီးရွေရှင်းနဲ့ခတ်ဝေးဝေးနေဖို့ပြောလာခဲ့တယ်။လော်ဖုံးလည်းညင်းနေတဲ့အတွက်သူ့ရဲ့ကိုရန်တော်တွေကိုခေါ်ကာလော်ဖုံးကိုတင်ကန်းစာပေးဖို့ပြောလိုက်တယ်။ကိုရန်တော်၄ယောက်မှာ၃ယောက်ကအလဲလက်စစ်ဘရင်ဖြစ်ပြီးတစ်ယောက်ကအစင်းမြင့်စစ်ဘရင်ဖြစ်နေတဲ့အတွက်လော်ဖုံးအတွက်ခက်ခဲနေခဲ့တယ်။စိတ်ဝိညာဉ်ကိုသုံးမဲ့ဆိုရင်ပြန်တိုက်ခိုက်ဖို့မျှော်လင့်ချက်ရှိပေမဲ့စိတ်ဝိညာဉ်သာသုံးလိုက်ရင်သူကဝိညာဉ်တခင်ဆိုတာပေါ်သွားမှာဖြစ်ပြီးပေါ်လီနာအိမ်တော်ရဲ့ပြစ်မှတ်ဖြစ်လာမှာကိုစိတ်ပူနေခဲ့တယ်။အခြေအနေအရတိုက်ခိုက်မှရမှာဖြစ်တဲ့အတွက်လော်ဖုံးလည်းအသင့်နေထားနဲ့တိုက်ခိုက်ဖို့ပြင်လိုက်တယ်။အဲ့ချိန်မှာပဲကြည်ရှမ်းခမ်းမှာတီးခဲ့ရတဲ့တခြားခမ်းမတစ်ခုရဲ့ပါရမီရှင်ဟန်ရှာဆိုသူရောက်လာပြီးလော်ဖုံးတို့ကိုဘာလုပ်နေကြတာလဲဟုဆိုကမေးလိုက်တယ်